Okay ကျွန်တော်ဒီနေရာမှာ Gucci Tunnel အကြောင်းကိုအချင်းချုပ်လေးရှင်းပြပါမယ်။အဲ့တော့မေခွန်း၃ခုနဲ့စလိုက်အောင်ပါ။ Gucci Tunnel ဆိုတာဘာလဲ။ဗမာတည်ရှိတာလဲ။ဘာဖြစ်လို့ဒီ VNCon လို့ခေါ်ကြတဲ့ Vietnamese Communist တွေကဒီနေရာကိုရွေးပြီးတော့မှ Gucci Tunnel ကိုတိစောက်ဖို့ရွေးချယ်ခဲ့ရတယ်ပေါ့။ Gucci Tunnel ဆိုတာ VN စပွဲကာလတုန်းက VNCon တွေတိစောက်အသုံးပြုခဲ့တဲ့လှိုင်ကူကြီးတွေဖြစ်ပါတယ်။အရှည်အားဖြင့်ကီလိုမီတာ250လောက်ထိရှည်တယ်။မိုင်နဲ့တွက်ကြည့်မယ်ဆိုလို့ရှိရင်155မိုင်လောက်ထိရှည်တယ်လို့ပြောလို့ရတယ်ပေါ့နော်။အခုချိန်မှာဆိုလို့ရှိရင်ဒီလှိုင်ကူကြီးရဲ့ထက်ဝက်လောက်ကိုအရှည်ထက်ဝက်လောက်ကိုပဲweb preserve လုပ်ထားတယ် maintain လုပ်ထားတယ်လို့သိရတယ်။ tourist တွေအနေနဲ့ဆိုလို့ရှိရင်နေရာအနည်းငယ်လောက်ကိုပဲဝင်ရောက်လေပတ်ခွင့်ရမှာဖြစ်ပါတယ်။ဒီမှာမြင်တွေ့ရတဲ့အတိုင်းပဲဂူလန်းကျောင်းတွေကရိုးရှင်းရှင်းတစ်ကြောင်လေးဖောက်ထားမှာမဟုတ်ပါဘူး။တော်တော်လေးကိုမှစနစ်ကျပြီးတော့ view ဟာမြောက်တယ်လို့ပြောလို့ရပါတယ်။အင်မတန်မှစိစက်သေးချပြီးတော့ view ဟာမြောက်တယ်လို့ပြောရတာလဲဆိုလို့ရှိရင်ဂူလန်းကျောင်းကတစ်ကြောင်နဲ့တစ်လွှာလေးရှိမနေပဲနဲ့အဆင့်50လောက်ရှိတယ်။သူ့ compartment နဲ့သူခွဲထားပါတယ်။ရန်သူအတွက်တီးတန့်စင်ထားတဲ့ထောင်ချောက်တွေရှိတယ်။အသက်ရှူဖို့အတွက် ventilation လမ်းကြောင်းလေးရှိတယ်။ဝါးနဲ့လှုပ်ထားတဲ့အသက်ရှူလမ်းကြောင်းလေးတွေပေါ့နော်။ပြီးလို့ရှိရင်ထမင်းချက်ကန်းရှိတယ်။လက်နဲ့တိုးလောင်ရုံတွေရှိတယ်။ဆေးကုကန်ရှိတယ်။ရေတွင်းကအစရှိတယ်လို့သိရမှာပါ။